အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Yasuo Haki เนาะချင်းဆိုခြင်းနဲ့ပတ်သက်တဲ့ meaning လေးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်တူတူကြည့်လိုက်ကြရအောင်ပါ Yasuki Ita Yasuki Opta ချင်းထားတာရှိသည်ချင်းထားတာမရှိသည်เนาะ Yasuo ကဂါတက်ပါတယ်เนาะအဲ့ဒီဂါကအာအီမှာအတန်ကူးပြီးတော့ထွက်တယ်နော်ဂါတန်ထွက်တော့ key ပေါ့เนาะ Yasuki Ita Yasuki Opta ချင်းထားတာရှိသည်ချင်းထားတာမရှိသည်နော် Yasoken ဟာတာချင်းဆိုခြင်းကိုလုပ်သည် Yasoken ဟာတာချင်းဆိုခြင်းကိုလုပ်သည်နော်ဒါလည်းအတန်ကူးထားတယ်နော်ဂါကအာဝရတကိုအတန်လေးကူးထားတယ်မှာYasoken ဟာတာပေါ့နော်ချင်းဆိုခြင်းကိုလုပ်သည် Shigani Ita Shigani Oda အချိန်ရှိသည်အချိန်မရှိသည်ပေါ့နော်နာShigan ကနားတက်လေနားတက်ကအာမှာအတန်ကူးပြထားတယ်နော် Shigani Ita အချိန်ရှိသည် Shigani Oda အချိန်မရှိသည်ဘာပုတာအလုံးရှုပ်သည်ဘာပုတာအလုံးရှုပ်သည်အီရစ်အီတာအလောက်ကရှိသည်ဒါအတိအကျပြန်လို့နော်အီရစ်အီတာအာအီရာတဲ့အီကအလုံးနော်အီကဆိုတာကာကြည့်ပေါ့ဟိုဗမာလူကာကြည့်ပေါ့နော်အလောက်ကအီတာရှိသည်အီရစ်အီတာအလောက်ကရှိသည်ခွန်ချန်တာအစဉ်ပြေသည်ဒီစကားလုံးကဘောနော်ကိုရီးယားဒရာမာတွေနဲ့အဲ့တချင်းတွေထဲမှာဆိုရှင်ကင်ချန်နာတို့ကင်ချန်တာတို့အဲ့လိုမျိုးကြားတဲ့စကားလုံးပေါ့နော်ဒါကကြဒီလိုစာတန်နဲ့အဲ့လိုအတီးအကျကြီးထွက်လိုက်တဲ့အမို့လို့ခွန်ချန်တာအဲ့လိုမျိုးဖြစ်သွားပါနော်ဂါအိုအနာတန်ခွန်ချအာနာနားနဲ့ဟာနဲ့တယ်နော်ချန်ခွန်ချန်တာအာဒါခွန်ချန်တာအစဉ်ပြေသည်အဆိုရင်မင်းလေးတွေကိုတစ်လုံးနှစ်ခေါက်စီလောက်ပေါ့နော်သူပြန်ပြီးတော့ဆိုကြည့်ကြရအောင်Yasuki Ita Yasuki Opta ချင်းထားတာရှိသည်ချင်းထားတာမရှိသည် Yasuki Ita Yasuki Opta ချင်းထားတာရှိသည်ချင်းထားတာမရှိသည် Yasoken ဟာတာချင်းဆိုခြင်းကိုလုပ်သည် Yasoken ဟာတာချင်းဆိုခြင်းကိုလုပ်သည် Shigani Ita Shigani Opta အချိန်ရှိသည်အချိန်မရှိသည် Shigani Ita Shigani Opta အချိန်ရှိသည်အချိန်မရှိသည်ဘာပုတာအလုံးရှုပ်သည်ဘာပုတာအလုံးရှုပ်သည်အီရီအီတာအလောက်ကရှိသည်အီရီအီတာအလောက်ကရှိသည်ကွန်ချန်တာအစဉ်ပြေသည်ကွန်ချန်တာအစဉ်ပြေသည်ရဲဆိုတာကဥပမာနော်အဲဒါတူဖတ်ကြည့်ကြတော့ကပထမပြောတဲ့သူကထူရီရှိတဲ့ဂျုံဂျုံကဲရဆုခိအစော်ရောတဲ့ထူရီရဲတဲ့ညနေမှာချိန်ထားတာရှိလားလို့မေးတဲ့အခါမှာနာဒုတိယဖြစ်တယ်ဒုတိယဖြစ်တယ်လို့ဖြစ်မှာလဲဆိုထူရီဖြစ်သွားမှာနော်အာညီရောတဲ့ opsor ရောတဲ့မဟုတ်ဘူးတဲ့မရှိဘူးပေါ့နော်ချိန်ထားတာမရှိဘူးတဲ့တစ်ခေါက်ပြန်ပြီးတော့ဖတ်ကြည့်ရမယ်။ဒါဘာပြောတဲ့ထူရှိဂျော်ညုံကဲရဆုကိအစောယောနာအာနီယိုအော့ဆောယောတဲ့နံပါတ်၄ဆက်ဖတ်မယ်။ဂါတဲ့နေအော်ဒီရဲ့ဆိုမနကယောတဲ့မနှက်ဖြန်တဲ့ဘယ်နေရာမှာတွေးကြမလဲလို့မေးတဲ့အခါမှာနာနေပြန်ဖြေတယ်ပေါ့နော်။ဝက်ဆာအဖြစ်အော်တေယောတဲ့ကုမ္ပဏီရှိမှဆိုရင်ဘယ်လိုလဲတဲ့အဲ့ဒါနဲ့အဲ့လိုပြန်မေးတဲ့အခါကျတော့ဂါကနေပြန်ဖြေတယ်။အုံးနဲ့ကင်ချာနာယောတဲ့အဆင်ပြေတယ်တဲ့။ဒီအုံးဆိုတာအမလို့အင်းပေါ့နော်အင်းနဲ့အဆင်ပြေတယ်တဲ့အဲ့လိုမျိုးပြောတာနံပါတ်3လေးဆက်ဖတ်မယ်ဂါတဲ့မျောရှိရမနကရိုးတဲ့ဘယ်နှစ်နိုင်မှာတဲ့တွေးကြမလဲလို့မေးတဲ့အခါမှာနာဒုတိယလူနေပေါ့နော်သူရှိမနာရိုးတဲ့2နိုင်မှာတဲ့တွေးကြမယ်တဲ့နော်သူရှိမနာရိုး2နိုင်မှာတွေးကြမယ်ဥပမာစာကြောင်းလေး3ကြောင်းပေးထားတယ်ပေါ့နော်ဒါဟိုအချိန်နဲ့ပတ်သက်ပြီးတော့အချိန်လိုချင်းနဲ့ပတ်သက်ပြီးတော့ဒါမီနစ်နေလေးဆိုလို့ရှိရင်ပြင်းနေမှာဆိုတဲ့အတွက်ဒါဒီလိုမျိုးဥမာလေးတွေကိုဆက်ရေးပေးထားတာပါဒီနေ့အတွက်ဗီဒီယိုလေးကတော့ဒါလောက်ပါပဲဗီဒီယိုဆုံးဖြတ်ကြည့်ရှုရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်ခန်းစားမိတာ